နယ်မျိုးလေးရဲ့ခြံဝင်းကျဲအတွင်းစီမှာအသက်18နှစ်အရွယ်လူတစ်ယောက်ကထိုင်းလူမျိုးတိုင်းပညာရှင်တွေဝတ်ဆင်သလိုအဝတ်စားကိုဝတ်ဆင်ထားတဲ့လူ9ယောက်ကဒါလက်နက်တွေနဲ့အသေးကြီးတိုက်ခိုက်နေတော့တယ်။အဲဒီလူငယ်စီမှာတော့ဘာလက်နက်မှမပါပါဘူး။လက်ပလာကြီးတက်တက်။ဒါပေမဲ့လူငယ်ကတစ်ဖက်ကလူတွေကိုသူတင်ကိုတင်တိုက်ခိုက်နိုင်တယ်။တခဏအတွင်းမှာပဲတစ်ဖက်ကလူ9ယောက်ထဲကလူ3ယောက်ကမြေကြီးပေါ်မှာမောက်ရက်သားလဲကြပြီးတော့သတိလက်ကုန်ပြီ။ကျန်4ယောက်ကတော့အဲ့ဒီအချင်းအရာကြောင့်လူငယ်စီကိုဝင်တိုက်ခိုက်ဖို့သွေးလက်တွန်းဆုပ်သလိုဖြစ်နေကြတယ်။လာကြလေ။ခင်ဗျားတို့လာကြအခုလာကြ။လူငယ်ကမခံလေးစားစကားနဲ့သွေးတိုးဆန်းခနဲ့စကားကိုဆိုတယ်။အဲဒီခါလူ4ယောက်ထဲက2ယောက်ကလူငယ်စီကိုအတူပြေးဝင်လာပြီးတော့ဓာတ်နဲ့နှစ်ဖက်အပြိုင်ခုတ်ပိုင်းချတယ်။လူငယ်ကအဲ့ဒီလူ2ယောက်ကိုညနေချင်းဆိုင်ရာမြေစီမှာလှစ်ခနဲ့လှိမ့်ချပြီးတော့ကြောခိုင်းကြော်လွန်သွားတဲ့အချိန်မှာလက်သီးနှစ်ဖက်နဲ့အဲ့ဒီလူရဲ့ကြောဖြင့်ခက်ဆက်စီကိုထိုးချလိုက်တော့တယ်။အာအေးအထိုးခံရတဲ့သူ2ယောက်ကဓာတ်တွေကိုပြစ်ချပြီးတော့သူတို့ရဲ့ခါးတွေကိုလက်နဲ့အုပ်ကန်ရင်းနဲ့ခွေလဲကြကုန်တယ်။လူငယ်လေးကဒီအချိန်ထဲမှာရက်တက်မနေတစ်ဖက်ကကြံရင်နေသေးတဲ့လူ2ယောက်စီကိုပြေးဝင်ပြီးတော့တိုက်ခိုက်ဖို့လှုံ့ဆော်လိုက်တော့တယ်။တစ်ဖက်ကလူ2ယောက်ကလူငယ်သူတို့စီကိုပြေးဝင်တိုက်ခိုက်လာတဲ့အတွက်တုံ့ပြန်မှုအဖြစ်ဓာတ်တွေကိုဝင်ပြီးတော့ပြေးလာခုတ်ကြတော့တယ်။ဒါပေမဲ့လူငယ်ကအဲ့ဒီသူတွေရဲ့အနည်းကိုရောက်တဲ့ချိန်ရုတ်တရက်ခုန်ပြီးတော့ကြောင်လိန်တစ်ပတ်ကျွန်းထိုးပြီးတော့ခုန်ကျော်သွားတော့တယ်။တစ်ဖက်ကလူ2ယောက်ရဲ့ကြောဘက်ကိုကြောင်ကြကြတယ်။လူငယ်ကမြေနဲ့ခြေထီတာနဲ့အရှိန်မတန်မဲနဲ့ခုန်လိုက်ကခြေဆန့်ပြီးတော့သူ့ရဲ့လက်ကျန်ရန်သူတော်2ယောက်ကိုအားကုန်ဝိုက်ကန်လိုက်တော့တယ်။ခြေကန်ချက်ကတယောက်ရဲ့လယ်ကိုထီထီမိမိကန်မိတယ်။အဲ့ဒီသူဟာမြေကြီးပေါ်ကိုအယုတ်ကျိုးပြတ်ကျသွားတော့တယ်။လူငယ်ကတစ်ဆက်ထဲမှာပဲနောက်တစ်ဆင့်ဝိုက်ကန်ချက်နဲ့ကျန်နေသေးတဲ့လူတစ်ယောက်ကိုထပ်ပြီးတော့ကန်ချလိုက်ပါတော့တယ်။ကန်ချက်ကတစ်ဖက်လူဟာပြန်လှည့်ပြီးတော့တိုက်ခိုက်ဖို့ဟန်ပြင်းတဲ့အချိန်နဲ့တိုးတာမလို့မျက်နှာစီကိုတက်တက်ဖြတ်ကန်မိပြီးတော့အဲ့ဒီသူကလဲထွက်သွားကမြေကြီးစီကိုပထမလူလိုပဲအယုတ်ကျိုးပြတ်ကျသွားတော့တယ်။လူငယ်ကတော့ဟန်မပြတ်ဖဲနဲ့မြေကြီးစီကိုကြားပြီးတော့ချက်ချင်းပဲတိုင်းခွက်3ခွက်ကိုဆင့်ပြီးခင်းကျင်းလိုက်ကရက်တန်းလိုက်တော့တယ်။လူငယ်ရဲ့အနောက်ပါးစီဟာထွက်ပေါ်တဲ့လက်ခုပ်တံအဲ့ဒီလက်ခုပ်တံရဲ့အဆုံးမှာတော့လူငယ်ရဲ့ခက်ထန်နေတဲ့မျက်နှာရုတ်တရက်ပြုံသွားပြီးတော့အနောက်ကိုလှည့်ကြည့်လိုက်တော့တယ်။လူငယ်စီကိုမိမတယောက်နဲ့ထိုင်းလူမျိုးတိုင်းဆရာတယောက်ရဲ့ဝတ်စားပုံအတိုင်းဝတ်ဆင်ထားတယ်။လူတယောက်ကလှမ်းလာတော့တယ်။လူငယ်ကထိုင်းလူမျိုးတိုင်းဆရာကိုလက်အုပ်ချီခါညွတ်ပြီးတော့အယိုသေးပေးလိုက်တော့တယ်။ခွန်မိန်မင်းရဲ့တိုင်းပညာတိုးတက်လာတယ်။တိုက်ခိုက်ပုံကလည်းမဟာဆန်တယ်။မင်းသိပ်တော်တယ်။ထိုင်းလူမျိုးတိုင်းဆရာလူငယ်ကိုချီးကျူးလိုက်တယ်။အမှန်တော့လူငယ်ကသူ့ရဲ့တိုင်းပညာကိုထိုင်းလူမျိုးတိုင်းဆရာနဲ့သူ့ရဲ့တပည့်တွေကစမ်းသပ်နေတာပါ။အခုတော့ထိုင်းလူမျိုးတိုင်းဆရာရဲ့လက်နက်ကင်တပည့်9ယောက်ကိုလက်ဗလာနဲ့အမှောက်သိပ်ပြီးတော့အနိုင်ယူလိုက်နိုင်ပါပြီ။ဆရာကြီးခွန်မင်းရောဒီလောက်ဆိုဗမာပြည်ကိုလွှတ်လို့ရပြီလား။မရနိုင်သေးဘူးဒေါ်နန်းကလေး။ခွန်မင်းနဲ့မင်းတို့ငါတို့ရဲ့ရန်သူဖြစ်တဲ့ရွှေသားဆိုတဲ့လူကငါတို့တိုင်းပြည်ဟာမြေအောက်တိုက်ခိုက်ရေးလောကမှာအလွန်မင်းလှုပ်ခတ်သွားတာသူ့ကိုခွန်မင်းရဲ့ဒီလောက်လက်ရည်နဲ့ရင်ဆိုင်မယ်ဆိုရင်တော့ခွန်မင်းတယောက်ကသေရွေးနဲ့ကိုသွားတာနဲ့ဘဲကွာချမလဲကျမကတော့လက်စားချေခြင်းလုံးနေပြီခွန်မင်းကိုနောက်ထပ်စမ်းသပ်ဖို့အဆင့်20ရှိသေးတယ်အဲ့ဒါကိုသူအောင်မြင်အောင်ဖြတ်သန်းနိုင်မှာစိတ်ချရမှာဒေါ်နန်းကလေးကတပ်ပြင်းကိုအသာချလိုက်မိတယ်သူမရဲ့မျက်ဝန်းစီမှာသူမရဲ့ခင်မောတဲ့တိမ်ခါကိုရွှေသားဆိုတဲ့သူကတက်ဖြတ်သွားတော့မြင်ကွင်းကအခုထိတောင်ဖျောက်ဖျက်လို့မရအဲ့တော့ရွှေသားဆိုတဲ့သူကိုနာမည်မသိခမောက်ဆောင်ပြီးတော့လက်စည်းအနီပတ်လိုက်ကရွှေရောင်ဓာကြီးကြိုင်ဆောင်ကသူမခင်မွန်းတဲ့တပည့်တွေကိုတက်ဖြတ်သွားတဲ့လူဆိုတာသိခဲ့တယ်။နောက်ခါကျမှအဲ့ဒီသူရဲ့တဲ့တင်ကိုစုံစမ်းရင်းနဲ့ရွှေသားလို့ခေါ်ချောင်းကိုသိရှိရတယ်။သူမအလုံးမင်းခံပြတဲ့ခင်မွန်းတဲ့ကိုဘာရညိုးမှမရှိဘဲနဲ့တက်ဖြတ်သွားတဲ့သူပေါ်မှာအလုံးမင်းကိုမုံတီဆက်ဆုံမိတယ်။အဲ့ဒီအတွက်ကြောင့်လဲတားဖြစ်သူကိုရွှေသားဆိုတဲ့သူကိုဖခင်အတွက်လက်တုံပြန်ဖို့လက်စားချေစေခြင်းနဲ့တားဖြစ်သူခွန်မိန်အနေနဲ့ကလည်းဖခင်ဖြစ်သူကိုရွှေသားဆိုတဲ့သူကသူတို့သားမီးရဲ့ရှေ့မှာရဲရဲဆက်ဆက်တက်ဖြတ်သွားတာကိုလေကားထိတ်စီကနေသူမြင်ခဲ့ရတဲ့မြင်ကွင်းကဒီကနေ့ထိသူ့မြင်ကွင်းမှာလက်ရှိဖြစ်ပြနေတယ်လို့ပြန်မြင်အောင်မိရတယ်။အဲ့ဒီအတွက်ကြောင့်ဖခင်ဖြစ်သူကိုဇာပနာပြုလုပ်ပြီးတော့ဖခင်ကိုတက်ဖြတ်သွားတဲ့သူကိုသူ့လက်နဲ့ပြန်ပြီးတက်ဖြတ်ပေးမယ်လို့ချိန်ဆိုသမှုပြုလုပ်ခဲ့တယ်။အဲ့ဒီတော့မိုးရီယာလည်းတဲတဲထန်ထန်ရွာသွန်းနေတယ်။ဖခင်ဖြစ်သူကိုထီမိုးပေးရတဲ့သူ့ရဲ့ချိန်ဆိုသမှုကိုသူမကလည်းပြေဝစေဖို့ထောက်ပံ့ကူညီပေးမယ်လို့ထပ်ဆင့်ကတိပေးခဲ့တယ်
သူကအဲ့ဒီကလေးကပဲမိခင်ဖြစ်သူရဲ့အဆက်အသွယ်နဲ့ထိုင်းနိုင်ငံထဲကိုသွားပြီးတော့အချိန်ကမြေအောက်တိုက်ခိုက်ရေးလောကစီမှာရွှေထီးဆောင်ခဲ့သူတဦးဖြစ်တဲ့ဆရာဘီဆိုတဲ့လူစီမှာတပည့်ခံခဲ့တော့တယ်။ဆရာဘီကလည်းရွှေဓာတ်နဲ့ရဲညိုးကြီးရှိတဲ့သူအဲ့ဒီချိန်ကဆရာဘီကမြေအောက်တိုက်ခိုက်ရေးလောကစီမှာရွှေထီးဆောင်နေခဲ့ပြီးတော့မြေပေါ်တိုက်ခိုက်ရေးလောကစီကိုချိန်လှမ်းစတင်နေတဲ့အချိန်ဖြစ်တယ်လို့သိရတယ်။မြေအောက်တိုက်ခိုက်ရေးလောကကိုနောက်ဆုံးနှုတ်ဆက်မဲ့ပွဲမှာရွှေဓာတ်နဲ့ဆရာဘီတို့ကရင်ဆိုင်ခဲ့ရတယ်။အဲ့ဒီပွဲမှာရွှေဓာတ်ဆရာဘီရဲ့ခြေတစ်ဖက်ကိုချိုးပြီးတော့လေပင်ရိုးအပ်တဲ့အထိတိုက်ခိုက်ခဲ့တယ်။အဲ့ဒီပွဲဟာရရှိလိုက်တဲ့ဒဏ်ရာတွေကြောင့်ဆရာဘီကသူချစ်တဲ့တိုက်ခိုက်ရေးလောကကိုအပီးတိုင်ဆွန့်ခွာခဲ့ရတယ်။သူရဲ့ရည်မှန်းချက်ဖြစ်တဲ့မြေပေါ်တိုက်ခိုက်ရေးလောကအိမ်မက်တွေလည်းပြိုပြက်သွားတော့တယ်။အဲ့ဒါအပြင်ခြေတစ်ဖက်မတန်တဲ့ဒုက္ခိတကြီးဖြစ်နေတာတသက်တာနေထိုင်ခဲ့ရတယ်။အဲ့ဒီအတွက်ကြောင့်သူတို့သုံးဦးကပေါင်းစည်းခဲ့ပြီးတော့သူတို့သုံးယောက်စလုံးရဲ့ဘုံရန်သူဖြစ်တဲ့ရွှေဓာတ်အပေါ်မှာလက်စားချင်နိုင်မှုအတွက်သွေးတွေချွေးတွေရှင်းပြီးတော့နေရောညပါကြိုးပမ်းခဲ့တယ်။အဲ့ဒီအတော်အတွင်းမှာဆရာဘီကတစ်ဖက်ကတိုင်းချောင်းလိုဂိုင်းတစ်ခုလိုဖွဲ့စည်းကိုလည်းတီထောင်ပြီးတော့လူသူအင်အား100ဝန်းကျင်ကိုစုစည်းနိုင်ခဲ့တယ်။ဆရာဘီကအဲ့ဒီသူတွေကိုသူ့ရဲ့တိုက်ခိုက်ရေးပညာတွေသင်ကြားပေးတယ်။ခွန်မဲကိုတော့သူတို့ရဲ့မြားဦးဖြစ်တဲ့အတွက်ပိုပြီးထက်မြက်စေဖို့အတွက်သူဆရာပညာအပြင်တခြားသောတိုင်းပညာရပ်တွေကိုလိုက်လံရှာဖွေပေးပြီးတော့သင်ယူစေတော့တယ်။အခုတော့သူတို့ရဲ့ကြိုးပမ်းမှုတွေကအများကြီးအရာချင်လာပြီ။သူတို့ကမကြခင်အချိန်မှာရွှေဓာတ်ဆိုတဲ့သူကိုလိုက်လံရှာဖွေပြီးတော့လက်တောင့်ပြန်နိုင်တော့မယ်။ဆရာဘီခွန်မဲကဆရာဘီကိုလက်အုပ်ချပြီးခေါ်လိုက်တယ်။ဆရာဘီကလည်းခွန်မဲကိုထိလိုက်တယ်။ကျွန်တော်ဆရာကိုကြောပြရစီ။ခွန်မဲကပြောပြောစွစွနဲ့ဆရာဘီကိုကြောဖို့ဟန်ပြတယ်။ဆရာဘီကအလဲအမြန်မဲ့ခွန်ဘီရဲ့ပကုံးတစ်ဖက်ကိုဖမ်းတားလိုက်ကဘာတက်လဲခွန်မဲအဖေအသက်ခံရပြီးကြရကျွန်တော်တို့ဆရာဘီကိုသာဆရာအဖြစ်အဖေဖြစ်သတ်မှတ်ပြီးတော့ကိုးကွယ်တာဆရာဘီကကျွန်တော်ကိုတိုင်းပညာတွေသင်ပေးတယ်ဒါကကျွန်တော်အဖေရှိမှနောက်ဆုံးကျိန်ဆိုခဲ့တဲ့ကျိန်ဆိုမှုကိုပြည့်ဝစေဖို့အတွက်အများကြီးထောက်ပံ့ဖြစ်စေလို့ဗျကောင်းလေးမင်းတို့ငါသားတစ်ပည့်ထဲမှာမျှော်လင့်ချက်အထားဆုံးပဲမင်းတို့ငါတို့ရဲ့ရိုးရာတိုင်းပညာတွေဖြစ်တဲ့မွေထိုင်းကရာဘီကရာပေါင်းမွေးပိုရန်မွေးချိုင်တာစတာတွေကိုအခြေခံစပြီးတော့ကျွမ်းကျင်ပိုင်နိုင်တဲ့အဆင့်ထိတက်မြောက်ဖို့သင်ကြားပေးတာဒါပေမဲ့မင်းပညာမစုံလင်သေးဘူးခွန်မေပညာစုံဖို့အတွက်မင်းအနေနဲ့နှစ်ခုလုပ်เสียကြံသေးတယ်အဲ့ဒါကြောင့်အဲ့ဒါကိုအရင်ဆုံးပြီးမြောက်အောင်အာယုံစိုက်ပါပြီးရင်ရွှေဓာတ်ကိုမင်းကိုယ်တိုင်တတ်ရမယ်အဲ့ဒါတွေပြီးမှမင်းကြော့တာကိုငါခံယူနိုင်မယ်ခွန်မေကဇက်ခနဲ့ဖြစ်သွားတော့တယ်ကောင်းပါပြီဆရာကျွန်တော်ဆက်လုပ်ရမယ့်အဆင့်တစ်ခုကိုပြောပြပါတခုကအယုဒ္ဓယအောင်မင်းသွားရမယ်အဲ့ဒီမှာစူနာပက်လို့ခေါ်တဲ့အကျောကင်အကျောထိန်ပညာတတ်တဲ့တိုင်းပညာရှင်တယောက်ရှိတယ်သူ့စီကနေတစ်စင်မင်းပညာယူရမယ်ပြီးရင်သူ့စီရရတဲ့ပညာနဲ့ပဲသူ့ကိုပြန်ရှင်ပြိုင်ပြီးတော့အနိုင်ရအောင်ဆွမ်းဆောင်ရမယ်ခွန်မိန်တယောက်ကအလော်မဲအားသင်သွားတယ်သူ့စီရပညာကိုယူပြီးသူ့ကိုပြန်ရှင်ရမယ်ဆိုတော့အဲ့ဒီဆရာကျွန်တော်ကိုပညာသင်ပေးပါမလားခွန်မိန်ရဲ့အမေကြောင့်ဆရာဘီကပြုံးတောင်ပြုံးခဲပြုံးလိုက်တော့တယ်ဘလို့ပဲဖြစ်ဖြစ်ရအောင်တော့သင်ယူရမှာပဲကောင်းပါပြီဆရာဘီနောက်တစ်ခုကတော့ခွန်မိန်ကဖြစ်ပြတသားနဲ့အားတက်တရောမေးလိုက်တယ်နောက်တစ်ခုကတော့မဲဆောင်ဟောင်းသွားရမယ်အဲ့ဒီကစွန်ကြားဆိုတဲ့တိုင်းပညာရှင်တွေကြီးစုစည်းပြီးနေထိုင်တဲ့အရင်ရှေ့ကြတဲ့ရွာစီကိုမင်းသွားပြီးတော့မင်းတင်ယူထားတဲ့ပညာတွေကိုစမ်းသပ်ခံရမယ်အဲ့ဒီရွာကိုမင်းဖြတ်ကျော်နိုင်ပြီဆိုတာနဲ့မင်းနဲ့ငါလူတွေအားလုံးဗမာပြည်ထဲကရွှေဓာတ်ကိုရှာဖွေဖို့အတွက်စိတ်လွတ်မယ်ကောင်းပါပြီဆရာဘီအဲ့ဒီအဆင့်တွေကိုဖြတ်တန်းဖို့ကျွန်တော်အတွက်အချိန်ဘယ်လောက်ရမလဲတစ်နှစ်ခွန်မရခေါင်းကိုခါရန်လိုက်တယ်ဆရာဘီကမင်းအတွက်အချိန်မလောက်လို့လားမဟုတ်ဘူးဆရာဘီကျွန်တော်အတွက်အချိန်ကများလို့နေတယ်ကျွန်တော်6လပဲယူပြရစီတိုင်းပညာဆိုတာမီးဘဘော်တင်ထားတဲ့ရင်နွေးဦးလိုပဲအမြဲထိတွေ့နေမှာပူးလာလိမ့်မယ်ပူရာကနေအမြဲထိတွေ့ထားမှာစူးလာလိမ့်မယ်စူရာကနေအမြဲထိတွေ့ထားမှာပွက်လာလိမ့်မယ်ခဏတစ်ဖြုတ်ထိတွေ့ရုံနဲ့တော့ပွက်တဲ့အထီကိုရောက်လာမှာမဟုတ်ဘူးငါပြောတာကိုမင်းသဘောပေါက်လားခွန်မေကခေါင်းကိုငိမ့်လိုက်တယ်ကျွန်တော်နားလည်ပါတယ်ဆရာဘီတစ်နှစ်ဆိုတဲ့ချိန်ကိုကျွန်တော်6လလောက်ပဲချိန်ယူမယ်ဆိုတာကနှစ်ဆတာတဲ့အင်အားနဲ့စူးစမ်းမလို့ပါအချိန်ကိုခောက်ချိုးလိုက်တဲ့သဘောပဲဒေါ်နန်းကလေးကဝင်ပြောလာတယ်ခွန်မင်းကခေါင်းကိုငိမ့်လိုက်ပြီးတော့ဟုတ်ပါတယ်အမေဒီသဘောပါပဲဆရာဘီကခွန်မင်းရဲ့ပခုံးတစ်ဖက်ကိုထိကင်နေတော့တယ်ဟုတ်ပါတယ်အမေဒီသဘောပါပဲဆရာဘီကခွန်မင်းရဲ့ပခုံးတစ်ဖက်ကိုထိကင်လာတယ်ကောင်းပြီလေငါသဘောတူပါတယ်ခွန်မင်းရဲ့မျက်နှာကပြုံးရွှင်သွားတော့တယ်ကျေးဇူးတင်ပါတယ်ဆရာကြ
စူးစမ်းပေါ့ကွာဟုတ်ကဲ့ပါဆရာကြီးငါထွားတယောက်ကဝင်းနှင်းသူလေးရဲ့ကျောင်းဆင်းချိန်ကိုကျောင်းအရှိစီမှာစောင့်နေတယ်ခဏကြာတော့ကျောင်းဆင်းလာပြီးတော့ကလေးတွေကကျောင်းထဲကနေပြေးထွက်လာတယ်ငါထွားကလည်းကလေးတွေကြားမှာဝင်းနှင်းသူလေးကိုရှာဖွေတယ်ကလေးတွေကဝတ်စင်တူဝတ်ထားပြီးတော့ရွယ်တူလေးတွေမို့လို့ရောထွေးနေတော့တယ်အချိန်တော်တော်ကြာကလေးတွေကြားကိုလိုက်ကြည့်ပေမဲ့ဝင်းနှင်းသူလေးကိုမတွေ့ငါထွားရဲ့ထဲမှာထိတ်ခနဲဖြစ်သွားတော့တယ်သမီးငါထွားအေးရွယ်ရဲ့နဲ့ကျောင်းထဲကတိတ်မကြတဲ့ကလေးတွေစီကိုလှမ်းပြေးဝင်ဖို့ပြင်တယ်အဲ့ဒီချိန်မှာသူ့ကိုအနောက်စီကလှမ်းဆွဲထားတဲ့လက်ကလေးတစ်ဖက်အထွားကလှည့်ကြည့်လိုက်တယ်သမီးဖြစ်သူဝင်းနှင်းသူကသူ့လက်ကိုလှမ်းဆွဲပြီးတော့ပြုံးရည်ရဲ့မျက်နှာနဲ့ရှိနေတယ်သမီးရောက်နေတာဖြင့်ကြာလှနေပြီအဖေကဘယ်ကိုကြည့်နေရလဲအဖေကသမီးကိုလိုက်ရှာနေရလေငါထွားကပြောနေရင်လည်းဝင်းနှင်းသူလေးကိုကောက်ချင်လိုက်တယ်အဖေကသမီးကိုမမြင်ဘူးပေါ့မမြင်ဘူးလေသမီးတို့ကအကုန်လုံးတပုံစံနဲ့ရှိနေတာအဖေမမြင်မှန်းသိလို့သမီးကတိတ်တိတ်လေးလာပြီးအနောက်မှာပုံနေတာဒီကလေးမလေးတော်တော်ဆိုးတာပဲငါထွားကသမီးဖြစ်သူရဲ့မျက်နှာကိုရှန်းရှန်းဆဆကြည့်ရင်ပြောလိုက်တယ်ဝင်းနှင်းသူလေးကဖခင်ဖြစ်သူကိုလူလည်လုံးလိုက်ရတဲ့အတွက်ချိန်နဲ့ရတဲ့အပြင်အခုဖခင်ဖြစ်သူရဲ့အပြောကြောင့်သဘောကျသွားပြန်ပြီးတော့ရှိပါတယ်တားဖားတစ်ယောက်ကသူတို့နေထိုင်တဲ့ရက်ွက်လေးအတွင်းစီကိုဝင်လာကြတယ်တိတ်မကြနှင်းဖြူဖွင့်လက်ထားတဲ့ထမင်းဆိုင်လေးစီကိုပြန်ရောက်သွားပြီဟောအနှင်းလေးပြန်လာပြီငချမ်းစီကသွေးသားကိုလွယ်ထားရပြီဖြစ်တဲ့သစ္စာဝမ်ပိုက်ပူပူလုံးလုံးလေးနဲ့ထွက်လာပြီးတော့ကျိုးတယ်ငါထွားဝင်းနှင်းသူကိုအောက်ကိုချပေးလိုက်တယ်ဝင်းနှင်းသူကလည်းသစ္စာစီကိုပြေးခဲ့ပြီးတော့ဒေါ်လေးသစ္စာမောင်လေးကဘယ်တော့မွေးလာမှာလဲအခုကဝါကောင်လာဆိုတော့သတင်းကျွတ်ဆိုရင်တော့မွေးမယ်ထင်တယ်ဟုတ်လားသမီးကမောင်လေးလူချင်လှပြီမြန်မွေးတော့အေးနော်မွေးပြီးမှမောင်လေးကိုအနိုင်မကျင့်ရဘူးမကျင့်ပါဘူးဒေါ်လေးကလည်းအတော်နဲ့တူမှအတူတူရှိမောလိုက်ကြတယ်ငါထွားဆိုင်အတွင်းကိုလှမ်းကြည့်တယ်နှင်းဖြူကိုဆိုင်ထဲမှာမတွေ့ရအဲ့ဒါကြောင့်သစ္စာကိုကြည့်ပြီးတော့သစ္စာနှင်းဖြူရောမြောက်ဖက်ထဲကိုအကျွေးသွားတောင်းတယ်ကိုချမ်းလဲလိုက်သွားတယ်ကိုအဲ့ချိန်မှာထမင်းဆိုင်စီကိုစားတောင်းမဲ့သူတွေရောက်ရှိလာတယ်သစ္စာကလည်းအဲ့ဒီသူတွေကိုထမင်းရောင်းချဖို့ဆိုင်ထဲကိုဝင်သွားတယ်မထွားလည်းပိုက်ကြီးကြီးနဲ့သစ္စာကိုထမင်းရောင်းကူဖို့တွေးလိုက်ပြီးတော့သမီးလေးဝယ်စားသွားလေအဖေသမီးတော်လေးကိုထမင်းရောင်းကူလိုက်အောင်မယ်ဟုတ်ကဲ့အဖေဝင်းနှင်းသူလေးကဆိုင်တွင်းဘက်ကိုပြေးထွက်သွားတယ်ငါထွားကလည်းသစ္စာခူပြီးသားထမင်းတွေကိုဧည့်သည်တွေစီကိုချပေးလိုက်တယ်အဲ့ချိန်မှာထမင်းစားမဲ့လူများတွေကတယောက်ကငါထွားကိုကြည့်ပြီးတော့အန်အောဝမ်းတာလုံးနဲ့အတန်နဲ့ဟာရွှေသားမင်းရွှေသားမလားငါထွားကအဲ့ဒီသူကိုကြည့်လိုက်တယ်ချက်ချင်းပဲမှတ်မိပါတယ်ခမရကိုမိုးကောင်းမယ်အဲ့ဒီသူကငါထွားတယောက်ကရွှေသားဖြစ်တဲ့အောက်ပြည်စီမှာလက်ဝှေ့ထိုးတော့ကအတူရှိခဲ့တဲ့သူငါထွားကိုစာဖတ်တတ်အောင်သင်ပေးတဲ့သူပါငါထွားနဲ့ကိုမိုးကောင်းတို့နှစ်ယောက်ကနှစ်ပေါင်းများစွာကွဲကွာပြီးမှပြန်ဆောင်ရတဲ့အတွက်တယောက်နဲ့တယောက်ဝမ်းသာအားရပဲပွေဖက်လိုက်ကြတယ်သစ္စာနဲ့ကျန်တဲ့သူတွေကတော့ငါထွားတို့ကိုကြည့်ပြီးတော့မှန်သက်နေကြတယ်အတန်ကြာမှသစ္စာငါထွား3နှစ်တာပြောင်းဆုံးသွားပြီးတော့လက်ဝှေ့သမားအဖြစ်နဲ့ပြန်ရောက်လာတော့သူတို့အိမ်မှာ3ရက်တာတဲခိုသွားမှုတဲ့မိုးကောင်းကိုမှတ်မိသွားတော့တယ်ဟုတ်အကိုပဲမိုးကောင်းကလည်းသစ္စာကိုမှတ်မိသွားတယ်ဟုတ်ညီမလေးတရုတ်မလေးမလားအမေငါနှမဘိုက်ကြီးနဲ့ပါလားမိုးကောင်းရဲ့စကားကြောင့်သစ္စာရဲ့မျက်နှာရဲကနေဖြစ်သွားတယ်မိုးကောင်းကလည်းတာကိုသတိထားမိသွားပြီးတော့ငါနှမအခုစကားပြောလောသွားတယ်ဘာသဘောမှတော့မပါဘူးသိလားသစ္စာဘာမှပြန်မပြောတော့နောက်ဖက်စီကိုလှည့်ဝင်သွားတယ်ငါထွားကလည်းအချိန်လေးကိုချားဝင်ချိန်ဖို့အတွက်ကိုမိုးကောင်းမတွေ့ရလဲကြာပြီဗျခင်ဗျားတို့ဘာတွေလုပ်နေကြလဲကျန်တဲ့သူတွေရောဘာတွေလုပ်နေလဲဗျငါထွားရဲ့စကားလန့်လွဲမှုကြောင့်မိုးကောင်းကလည်းအနေခက်ရာကနေနေသာထိုင်သာရှိသွားတယ်အကိုတို့လူစုတွေကွဲကုန်ကြတာညီထွားရဟုတ်လားဒါဖြင့်ကိုမိုးကောင်းရောအခုဘာတွေလုပ်နေတော့လက်ဝှေ့ထိုးတော့မဲ့လားမိုးကောင်းကခေါင်းကိုရှမ်းခါလိုက်တယ်အကိုကအခုလက်ဝှေ့မထိုးတော့ဘူးအေယာရီတိုင်းထဲမှာလက်ဝှေ့သွားထိုးတာလက်တစ်ဖက်အယိုးအပ်သွားတယ်လीအဲ့ဒီတန်အကြောင်းလက်ဝှေ့ထိုးမရတော့ဘူးအခုတော့ဒီကအဖွဲတွေနဲ့မြို့နယ်အလိုက်တိဆောက်ရေးလုပ်ငန်းတွေမှာပြန်လိုက်လုပ်ဖြစ်တယ်ဟုတ်လားငါထွားစိတ်မကောင်းဖြစ်ပြီးတော့ရေရွလိုက်တယ်လက်ဝှေ့သမားတယောက်ကကျုံးဝိုင်းကိုအပိသက်စွန့်ခွာရတာကိုသူကောင်းကောင်းကိုချင်းစားမိတယ်ကိုမိုးကောင်းကလက်ဝှေ့ကိုဝါသနာကြီးလွန်းသူမလားစိတ်မကောင်းစရာပဲကိုမိုးကောင်းရအိုးရပါတယ်ညီထွားရမိုးကောင်းကခတ်တော်တော်ပဲပြောပြီးတော့ပြုံးလိုက်တယ်ပြီးတဲ့အခါ
ဒါနဲ့ညီထွားတို့ကဒီကိုဘယ်ကဘလို့များရောက်နေရတော့မိသားစုလိုက်ရောက်လာကြလားဟုတ်တယ်ဟဲ့ကိုမိုးကောင်းရဒါနဲ့ညီလေးဟိုညီထွားရဲ့အိမ်သူကိုမိုးကောင်းရဲ့အမေစကားတမျိုးတစ်ပုံသောအရေးတွေပါဝင်နေတာကိုငါထွားအသိမိတယ်သစ္စာနဲ့သူ့ကိုတမျိုးမြင်မိတာဖြစ်လိမ့်မယ်နှဲဖြူလိုလည်းပါတယ်ကိုမိုးကောင်းဟိုဘက်ကိုအကျွေးသွားတောင်းတယ်ဟုတ်လားဒါဖြင့်မိသားစုလိုက်ကိုပြောင်းလာကြတယ်ပေါ့အမှန်ပဲကိုမိုးကောင်းရေတရွာမပြောင်းသူကောင်းမဖြစ်မလားပြီးတော့ကျုပ်တို့ရွာကလည်းစစ်ဘေးကြောင်ပျက်စီးသွားရတယ်လေဟုတ်လားစိတ်မကောင်းစရာပဲညီထွားရပါတယ်ကိုမိုးကောင်းရဖြစ်တဲ့ရဖြစ်ရပေါ့နင်းဖြူကထမင်းဟင်းတွေကိုမိုးကောင်းရဲ့တခြားသောမိတ်ဆွေတွေစီကိုချပေးတယ်ငါအင်ပြားရွာလေးစီကိုတခဏရောက်ဖူးတယ်တကယ်ပြောမိတကွာတကယ်ပြောဖို့ကောင်းတဲ့ရွာလေးပါဗျာမထွားရဲ့မျက်ဝန်းစီမှာအင်ပြားရွာလေးရဲ့ပုံရိပ်ဟောင်းတွေကိုမြင်မိပြီးတော့ဆွေးမိသွားတော့တယ်ဒါနဲ့ညီထွားဒီလေးငစောတော့ရောငစောမိုးကောင်းကစောရကိုမေးမြန်းလာပါမှငထွားကလည်းစောရကိုသတိရမိသွားတယ်အရင်ကလည်းသတိရမိတယ်ဆိုရင်အခုတော့စိတ်ထဲမှာတမျိုးတစ်ပုံခံစားလိုက်ရသလိုစောရများတစ်စုံတစ်ခုဖြစ်နေပြီလားမသိစောရငိမ့်ကိုရှာဖွေဖို့ထွက်သွားပြီးကြရငထွားတို့နဲ့လုံးဝအုပ်တုံအဆက်အသွယ်ပြတ်တောက်သွားတယ်သူကိုယ်တိုင်ကလည်းမိသားစုနဲ့ပြန်ဆောင်ဖို့အလွန်မင်းကိုကြိုးပမ်းခဲ့ရတယ်မလားညီစောနဲ့အဆက်အသွယ်ပြတ်တောက်နေရအခု2နှစ်လောက်ရှိပြီဟာဟုတ်လားထမင်းစားလို့ရပါပြီကိုမိုးကောင်သစ္စာရဲ့အသက်အနောက်ပါကနေထွက်ပေါ်လာတယ်အော်ဟုတ်သားပဲစကားကောင်းနေရတဲ့ကိုမိုးကောင်းလည်းဗိုက်စာရောပေါ့ငါထွားကပြောလိုက်တဲ့မိုးကောင်းကပြပြဝဝပြုံးပြီးတော့အလာတော့ကတော့စာမိတယ်ကွာအခုတော့ညီထွားနဲ့ပြန်ဆုံရပြီးတော့ဘလို့ဗိုက်ပြေသွားတယ်မသိပါဘူးဒါတော့ဒါပေါ့ကိုမိုးကောင်းရဲ့အလောက်ကပြန်ဝင်ရအောင်မလားထမင်းစာရင်ပြောကြတာပေါ့မိုးကောင်းကထမင်းဝိုင်းစီမှာဝင်ထိုင်လိုက်တယ်ငါထွားကလည်းအနောက်နားစီကထိုင်ကုန်တစ်လုံးကိုယူပြီးတော့ထိုင်လိုက်တယ်ညီထွားမင်းရောဝင်စားပါလားကွာကျုပ်ကစားပြီးပြီကိုမိုးကောင်းရကိုမိုးကောင်းတို့ပဲစားကြအကုန်လုံးအဝသာစားကြဗျာကျုပ်အဲ့ခံနဲ့မှတ်ငထွားအဲ့လိုပြောတဲ့အခါထမင်းဝိုင်းစီကတတနာနာဝတ်ထားတဲ့သူဟာမလောက်ပါနဲ့ညီလေးရအကိုစီလှုပ်အားလာပြီးချီးမြှင့်ပေးတဲ့သူတွေကိုအကိုပဲအဲ့ခံကြိုးမွေးပြရစေအဲ့ဒီသူရဲ့စကားအဆုံးမှာမိုးကောင်းကညီထွားဒါအကိုတို့အခုအလုံးဝင်နေတဲ့အိမ်ရှင်လေးကိုဆန်းဝင်ရဲ့နဲ့မှတ်ထားအောင်အကိုကဒီလမ်းရဲ့ဟိုးတစ်ဖက်စီမှာအိမ်လာဝယ်ထားတာတိတ်မကြသေးဘူးအိမ်ကိုဖြတ်ပြီးအသက်ဆောင်နေတာအရင်နေ့ကတော့တခြားဆိုင်မှာစားပြစ်တာပေါ့ဒီနေ့တော့ညီလေးတို့ဆိုင်ကထမင်းရောဟင်းရောကောင်းတယ်ဈေးလဲချိုတယ်ဆိုလို့တကူးတကလာစားတာဟုတ်လားအဲ့ဒီသူကစကားပြောရင်ကျေးလွန်ပြီးတော့လဲဝယ်တယ်လို့ငထွားကမြင်မိတယ်ငထွားအပြုံးတစ်ခုနဲ့တုံးပြန်လိုက်မိတယ်အဲ့ဒီလိုအခိုင်မှာဆိုင်ရဲ့အရှိဘက်စီကိုလူ9ယောက်ကခတ်တုတ်တုတ်လှမ်းရင်ရောက်ရှိလာတယ်အဲ့ဒီသူတွေရဲ့ပုံစံတွေကမိုက်တီမိုက်ကန်ပုံစံတွေရှိတယ်ငထွားကလည်းအဲ့ဒီသူတွေကိုမြင်တာနဲ့မျက်နှာတင်းပါသွားတော့တယ်ငထွားဆိုင်အပြင်ကိုခတ်တုတ်တုတ်ပဲထွက်လာပြီးတော့အဲ့ဒီသူတွေအနာစီကိုသွားလိုက်တယ်အနာကိုရောက်တဲ့အခါနဘေးပတ်ဝန်းကျင်စီကိုတစ်ချက်လှည့်ကြည့်ပြီးတော့ကျော်မြင့်မင်းတို့ဒီကိုမလာပါနဲ့လို့ငါဘယ်နှခါပြောထားမလဲငထွားရဲ့ပြောဆိုတဲ့ဒေါသအနေငယ်ဆွတ်နေတယ်တစ်ဖက်ကလူ9ယောက်ထဲကကျော်မြင့်ကျုပ်တို့လည်းကိုထွားစီကိုမလာမဖြစ်လို့လာရတာပါဗျာမလာမဖြစ်ဆိုတော့ဘာဖြစ်လာလို့လဲပြဿနာအကြီးတက်နေတာကိုထွားဘာပြဿနာလဲမြင်မြန်ကြောစမ်းကွာငထွားကနှင်းဖြူလို့ပြန်လာတာနဲ့စုံရမှာကိုဆိုရမို့ခက်လွန်းလွန်းပဲပြောလိုက်တယ်သူကအမှန်တကယ်တမ်းမှာတော့နေပိုင်လူမိုက်အဖြစ်နဲ့ရက်ကွက်5ခုကလူမိုက်တွေကိုအုပ်ဆိုးထားတဲ့သူစိတ်ရင်းအတိုင်းဆိုရင်တော့သူဒီလိုလူမိုက်အလုပ်ကိုမနှင်းမျိုးသူအေးလူပဲနေခြင်းလွန်လာတယ်ဒါပေမဲ့သူရဲ့တဲ့ရင်ကိုကြားထားကြပြီဖြစ်တဲ့အခုသူ့ရှိမှရက်နေတဲ့နေပိုင်လူမိုက်ဓာကြော်မြင်ဟာသူ့လက်အောက်ကိုခစားဝင်လာတယ်တပည့်အများအပြားလဲပါလာတယ်ဒါကိုသူဟာ3ချိန်တီလက်မခံဒါပေမဲ့ကျော်မြင့်တို့ကလည်းဇွဲကောင်းလွန်လာတယ်သူသွားနေရတိုင်းကိုအနောက်ကနေတကောက်ကောက်လိုက်ပြီးတော့တောင်းဆိုတယ်နောက်ဆုံးတော့သူမတက်တာတော့ဒီပွဲကိုသူလက်ခံလိုက်တယ်အစိုးကိုအကောင်းဖြစ်အောင်သူလုပ်မယ်လို့ရည်ရွယ်တယ်အမှန်စစ်မှာတော့ကျော်မြင့်တို့ကသူ့နာမည်အောက်မှာပို့ပြီးတော့လက်ဆောင်ထက်ကျေပြန့်လို့တဲ့သဘောနဲ့ဝင်ရောက်လာတယ်ဆိုတာကိုတော့လူအတွင်းစိတ်ကိုဖက်ရှုနိုင်တဲ့သူကသဘောပေါက်တယ်ကျော်မြင့်တို့အရင်လုံးနေကြမကောင်းမှုအလုပ်တွေကိုရှောင်ရှားစေတယ်နေကြီးကိုတော့ပုံမှန်အတိုင်းကောက်စေပြီးတော့ကျော်မြင့်ကိုပဲအပ်ထားလိုက်တယ်အတုံးကိုတော့သူ့စီကိုတင်ပြခိုင်းတယ်အဲ့ဒီငွေတွေကအဖွဲတွေကမိသားစုဝင်တွေကိုကျမ်းမာရင်နဲ့တာရင်တာရေးကိစ္စရက်တွေမှာအတုံးပြုစေတယ်ကျော်မြင့်တို့ကတဖြည်းဖြည်းနဲ့သူ့ရဲ့ပုံစံစီမှာအသားကျလာတော့တယ်စိတ်တရားလည်းမဲရာကနေဖြူးလာခဲ့တယ်
အခုတော့ကြော်မြင့်တို့ကအရင်လိုမိုက်ကြီးခွဲတောင်းကျမ်းတာတို့ရှမ်းဖြစ်တာတို့အစားကိုယ်နယ်တွင်ကလူတို့ကိုကာဝယ်ဆောင်းရှောက်ပေးတဲ့သူတွေဖြစ်လာတယ်။တာရင်နာရေးတွေမှာလည်းအဖွဲလိုက်စိတ်ရောကိုယ်ပါဝင်ပြီးတော့လောက်ကင်ကူညီတဲ့ကောင်းဆောင်တော့ကြော်မြင့်နာမည်ကိုသာလူသိစေပြီးတော့သူ့နာမည်ကိုတော့ငထွားလို့တောင်တသေးတင်မထွက်ခံကျုပ်တို့နယ်ထဲကိုမှော်ပြီးဘက်ကတရုတ်ကျင်ဝမ်နဲ့သူ့လူတွေကကျူးကျော်လာတဲ့ကိုထွားသူတို့ပြောတာကျုပ်တို့ရဲ့တစ်ဖက်ရွှေတောင်ရက်ွက်ထိပ်ဖြာမှာပျော်ပွဲစားရုံတဲမယ်တဲ့အဲ့ဒါကိုကြားမိလို့ကျုပ်တို့သွားတာအခုလိုဖြစ်လာတော့တာပဲကျော်မြင့်ရဲ့စကားဆုံးမှာငထွားကတော့ကိုဒေါသထွက်သွားတယ်လူနေရက်ွက်ရဲ့ထိပ်ဖြာစီမှာပျော်ပွဲစားရုံတဲဖို့ဆိုတာလုံးဝမဖြစ်တဲ့ရက်ွက်နေလို့အများပျက်စီးသွားနိုင်တယ်အထူးသဖြင့်လူငယ်တွေလမ်းမကိုရှောင်နိုင်တယ်ကျင်ဝမ်ကဘာဖြစ်လို့ခုလိုလုပ်ရလဲကျုပ်တို့ကြားမိတာကတော့အဲ့ဒီနေရာကိုပိုင်တဲ့တထေးကကျင်ဝမ်လက်ထံကိုရောင်းသွားတာတဲ့ဒီတော့ကျင်ဝမ်မြေပိုင်ပြီးတော့အခုလိုစီစဉ်တာပဲကိုထွားဒီလိုလုံးလို့ဘယ်ရပါမလဲဟုတ်တယ်ကိုထွားကျုပ်တို့ကိုလည်းဒီမှာလုံးလိုက်တာကိုချီအောင်ဗျာကျော်မြင့်တို့ကသူတို့ရရှိလာတဲ့ဒဏ်ရာတွေကိုပြသတယ်၃ယောက်ကမျက်နှာနဲ့ဦးခေါင်းတွေမှာဖူးရောင်ကွဲပြဲဒဏ်ရာတွေရရှိပြီးတော့ကျော်မြင့်တဲ့နောက်တစ်ယောက်ကလက်တစ်ဖက်စီမှာပြင်းထန်တဲ့ဒဏ်ရာတွေကိုရရှိလာတယ်ရက်ခွက်ကလူတွေကလည်းကျုပ်တို့ဘက်ကနေဝိုင်းကူတယ်ရဲ့ဗျဒါပေမဲ့ကျင်ဝမ်ဘက်ကလူအင်အားသုံးတာအဲ့တော့အကုန်လုံးကိုနှိမ်နှင်းတယ်လို့ဖြစ်သွားတာခက်တော့ခက်ပြီကွာငထွားကဘာလုပ်ရမလဲဆိုတာကိုတစ်ချက်တွေးကြောတယ်ချက်ချင်းတော့ဘာမှတွေးလို့မရဒါပေမဲ့ကျင်ဝမ်တို့တော့တစုံတစ်ခုအတွက်အကောင်းဆုံးတုံ့ပြန်မှဖြစ်ပြီးတော့မယ်ကျော်မြင့်ဒီကိစ္စအတွက်ကိုငါတရက်နှစ်အတွင်းတစ်ခုခုလုပ်ဖြစ်မယ်ဘာလုပ်ဖြစ်မယ်လဲတော့ငါလည်းမသိသေးဘူးငါလိုအပ်မယ်ထင်တဲ့အရာတွေကိုမင်းကိုပြောမယ်မင်းရှာဖွေပေးတာဟုတ်ကဲ့ကိုထွားနှင်းဖြူနဲ့ငချမ်းတို့ကအဝေးကလှမ်းလာနေတာကိုငထွားကလှမ်းမြင်လိုက်ရတယ်ငါမိမပြန်လာနေပြီတော်မင်းတို့သွားတော့ငထွားကကျော်မြင့်တို့အမြန်ပြန်ထွက်သွားဖို့ပြောတယ်ကျော်မြင့်တို့ကလည်းခက်တုတ်တုတ်ပဲထွက်သွားတယ်ငထွားကလည်းနှင်းဖြူတို့စီကိုတစ်ချက်လှမ်းကြည့်ပြီးတော့ဆိုင်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်မိုးကောင်းကငထွားရဲ့ဖြစ်အင်အားလုံးကိုအကဲခတ်နေတယ်ငထွားကအနားကိုလာထိုင်မှမိုးကောင်းကနေထွားဘသူတွေလဲကျုပ်အသိတွေပါပြဿနာတစ်ခုတက်လာလို့တဲ့ညီထွားနဲ့ရောသက်ဆိုင်သလားကျုပ်နဲ့လည်းသက်ဆိုင်နေတယ်ဟုတ်လားဒါဖြစ်ရင်လည်းပြဿနာရှင်းဖို့လိုအပ်မယ်ဆိုရင်အကိုကိုလည်းခေါ်ကွာကောင်းပါပြီကိုမိုးကောင်းနှင်းဖြူနဲ့ငချမ်းတို့ကဆိုင်ထဲကိုဝင်လာကြတယ်ဟဲဟိုအကိုရောက်နေရပဲနှင်းဖြူကငထွားနဲ့တူထိုင်နေတဲ့မိုးကောင်းကိုမျက်မှန်းတက်မိပြီးတော့ဆိုလိုက်တယ်ညီမလေးကကိုကိုမှတ်မိသားပဲမှတ်မိပါတယ်ဟိုနာမည်တော့မမှတ်မိဘူးအကိုမိုးကောင်းလေငထွားအတိတ်မိနေတော့အကိုမိုးကောင်းဟုတ်တယ်ညီမမှတ်မိပြီအခုကဘယ်ရဘလို့ဒီလိုပဲညီမရအလုံးလုံးရင်ထမင်းလာစားရနေမချင်မဖဲပြန်ဆောင်ကြတာဟုတ်လားအခုလိုမျိုးပြန်တွေ့ရတော့တကယ်ဝမ်းသာတဲ့အကိုမိုးကောင်းရကျေးဇူးရှင်ကိုကျေးဇူးဆက်ခွင့်ကြုံရတာပေါ့ကျေးဇူးတွေပါတွက်မနေပါနဲ့ညီမနှင်းဖြူရမိသားစုလိုပဲသဘောထားပါဟုတ်ကဲ့နှင်းဖြူငထွားနဲ့မိုးကောင်းတို့ကစကားတွေဆက်ပြီးတော့ပြောဖြစ်တယ်ရှေးဟောင်းနှောင်းဖြစ်တွေလည်းပါတယ်အခုလက်ရှိတိုင်းရင်းပြည်ရေးချောင်းတွေလည်းပါတယ်ငချမ်းကတော့သစ္စာရဲ့အနီးမှာရှေ့ပြီးတော့တစ်ချက်မှသာငထွားတို့စကားဝိုင်းစီကိုဝင်ပြီးပြောဆိုတယ်နေမွန်းလွဲပိုင်းကိုရောက်တော့မိုးကောင်းတို့ကပြန်သွားတယ်နောက်ရက်တွေမှာလည်းထမင်းလာစားမယ်ဖြစ်တဲ့အကြောင်းကိုပြောသွားတယ်နှစ်ယောက်ထဲကြံရတဲ့အချိန်နှင်းဖြူကကြော်မြင့်တို့နဲ့ပတ်သက်ပြီးတစုံတစ်ခုမေးလာမယ်လို့ငထွားကထင်မိပေမဲ့နှင်းဖြူကမေးမလားသူနဲ့ကြော်မြင့်တို့ပြောဆိုနေတာကိုနှင်းဖြူလှမ်းမြင်တာတော့သေချာလုံးပါတယ်အခုမင်းမလာတာတခုခုလို့တော့ငထွားကတွေးလိုက်မိတယ်နှင်းဖြူတယောက်ကကြက်ရေးပြုတ်ရေးအလုပ်တွေကိုလုပ်နေတော့တယ်ငထွားသမီးဖြစ်သူနဲ့အတူဆိုင်အရှိစီမှာစောကစားနေတယ်ငချမ်းအနားကိုရှောင်းလာတော့တယ်ကိုထွားဟေးအခုနရက်ွက်လူမိုင်ကြော်မြင့်တို့မလားအေးဟုတ်တယ်လေကျုပ်ဒီလူတွေကိုသိမိတာပဲဒီလူတွေကိစ္စတစ်ခုခုရှိလို့ကိုထွားစီကိုရောက်လာတာမလားဟုတ်တယ်ပြဿနာတစ်ခုတက်နေလို့တဲ့အမနှင်းဖြူကမေးနေတာကျုပ်ကြည့်ကြက်ပြီးပြောထားလိုက်တယ်ကိုထွားကလိန်လို့မရဘူးလေဗျာဟဲ့ငချမ်းငထွားကိုစူးစမ်းရင်ပြောတယ်ငထွားကလည်းရှည်လိုက်ပြီးတော့အေးပါငချမ်းရမင်းသိထားရင်လည်းတိထားတယ်လို့နေပါကွာငချမ်းရှည်လိုက်တယ်ကိုထွားသွားရင်ကျုပ်လဲလိုက်ချင်တယ်ဗျာဟေးကိုထွားအဲ့ဒီပြဿနာကိုဖြေရှင်းဖို့သွားရင်ကျုပ်လဲလိုက်ချင်တယ်လို့ဘာဖြစ်လို့တော့ငချမ်းရဘာရတော့မဟုတ်ပါဘူးလက်လေးပါလေးသွေးချင်တာဗျာမသွေးရတာကြားပြီလေဟာမနေနဲ့ကိုထွားရကျုပ်တကယ်လိုက်မှာနော်မလိုက်ရရင်တော့အမနှင်းဖြူဟဲငါချက်မကြခင်မှာခလေးဖေဖြစ်တော့မှမှန်ပေမဲ့အခုထိခလေးဆက်နေစေ
ငါထွားရီပြောရင်းနဲ့ခေါင်းကိုငိမ့်လိုက်တယ်အေးပါကွာလိုက်ဟဲ့ဒီလိုမှပေါ့ငါချက်ခြေနဲ့သွားတယ်အနားကနေလှက်ထွက်သွားပြီးတော့ဆိုင်ထဲကိုဝင်သွားတယ်ညချင်းငါထွားနဲ့ငါချက်ဆိုင်စီကနေတရုတ်ကျင်ဝမ်စီသွားဖို့ထွက်လာတယ်သူတို့ကဒီညမှာတရုတ်ကျင်ဝမ်ရဲ့အိမ်စီကိုဝင်ရောက်มาဖြစ်တယ်နှင်းဖြူတို့ကတော့အိမ်စီမှမရှိမြို့ထဲဘက်မှာနာမည်ကြီးတဲ့အလင်ကာကျော်စွာရွှေမန်းတင်မောင်ဆက်ပွဲကမယ်ဆိုတဲ့အတွက်ရက်ထဲကမိန်းမတွေနဲ့အားပေးကြည့်ရှုဖို့သွားတယ်သူတို့ကတော့ဆက်ပွဲမကြည့်ချင်အဲ့ဒီအတွက်အကြောင်းပြချက်တစ်ခုဖြစ်ပြပြီးတော့ရှောင်ဖယ်လိုက်ကြတယ်ဒီတညသာရရှိမဲ့အခွင့်အရေးကိုငါထွားကအမိရဆုပ်ကိုင်းတာပါငါချမ်းပြားကိုထွားငါတို့အတွက်အချိန်သိမ့်မရအောင်နော်ခက်မြင်မြန်ဝင်ပြီးခက်မြင်မြန်လောက်ရလိမ့်မယ်ကြာလို့မရဘူးဟုတ်ကဲ့ကိုထွားဒါနဲ့ကျုပ်တို့နှစ်ယောက်ထဲဝင်ပါလားကြော်မြင့်တို့ရောပါမလားဟုတ်တယ်ငါတို့နှစ်ယောက်ထဲပဲအခုတခါမှတော့ငါတို့ကကျင်းဝမ်ဝင်ပြီးတော့တတိပေးုံလောက်ပဲလုပ်ရမှာဒါမဲ့သူ့မှာလည်းတပည့်နေများတော့ရင်ဆိုင်ချိန်တော့ကြာနိုင်တယ်တတိပေးုံလောက်ပဲဆိုတော့အကယ်လို့သူ့ဘက်ကမလိုက်နာဘူးဆိုရင်ဘယ်လိုလုပ်မလဲငါထွားရောက်ဖဖြစ်တဲ့ငချမ်းကိုအကျိုးအကြောင်းအစုံလင်ပြောပြထားပြီးသားဖြစ်တယ်အဲဒါကြောင့်ငချမ်းပျော်ပွဲစားရုံကိစ္စအတွက်ကိုစိတ်ပူပန်ပြီးမေးလိုက်တော့တယ်နိုင်ခွက်ကိုသိထားတယ်မရဘူးဆိုရင်တော့ကျင်ဝတ်ရဲ့အင်အားစုကိုဖြိုခွင်းရမှာပေါ့ကွာအင်းပေါ့အချက်နှုတ်ဆက်သွားတယ်နှစ်ယောက်သားကခြေလှမ်းတွေကိုခတ်တုတ်လှမ်းရင်လာနေမိတယ်ဒီညကျင်ဝတ်အင်းစိန်ဘက်မှာရှိလိမ့်မယ်မထွားတို့နေရာနဲ့အင်းစိန်ကတိတ်မဝေးအဲ့အပြင်ကျော်မြင့်တို့ကလမ်းထိပ်စီမှာကြက်ကားတစ်စီးစီစဉ်ထားပြီးတယ်ကိုထွားဟေးမျိုးရဲဘက်မှာရွှေမန်းတင်မောင်ပွဲရှိရလို့ကြားတယ်ကျင်ဝတ်အဲ့ဒီကိုများရောက်နေမလားလို့မထွားကပြုံးလိုက်တယ်ကျော်မြင့်တို့ကိုကျင်ဝတ်ရဲ့လှူရှားမှုတွေကိုအတိအကျစုံစမ်းထားစေပြီးသားဖြစ်တယ်ကျင်ဝတ်ဒီညမှာသူ့ရဲ့မရကြီးစီကိုရွှေမန်းတင်မောင်ပွဲကိုအကြောင်းပြပြီးတော့သူနေထိုင်တဲ့မှော်ဘီကထွက်ပြလိမ့်မယ်အဲဒီနောက်မှာရွှေမန်းတင်မောင်ပွဲကိုမသွားဘဲနဲ့အင်းစိန်မှာရှိတဲ့မရငယ်ဖြစ်တဲ့မိမိနွယ်စီကိုသွားလိုက်မယ်အဲကြောင့်သူတို့ကအင်းစိန်ကိုခြေဦးတဲ့ကြတာပါဒါအောင်အချမ်းတယောက်ကကျင်ဝတ်အင်းစိန်မှာပဲနေတယ်လို့အထင်ရှိတယ်ကျင်ဝမ်သူ့အိမ်မှာတော့ရွှေမန်းတင်မောင်ပွဲကိုသွားမယ်လို့ပြောလိုက်မယ်ကွာသွားမယ်ဆိုတော့ပွဲရမျိုးထဲမှာဖြစ်တယ်လေကျုပ်တို့လွဲပြီပေါ့မလွဲဘူးလေသူကအကြောင်းပြပြီးသူ့မယံငယ်စီကိုသွားအိမ်မှာဟင်နိုင်ကွက်လေတရုတ်ကျင်ဝမ်ဆိုတာသူ့မယားကြီးဖြစ်တဲ့တရုတ်မကြီးကိုတိတ်ကြောက်တာကြောက်လဲကြောက်တဲ့နယ်လီကွာဘာဖြစ်လို့လဲဆိုတော့သူချမ်းသာသမျှဆိုတာတရုတ်မကြီးကပေးထားတာကွာသူ့ထက်အသက်10နှစ်လောက်ကြီးတယ်ဟုတ်ကဲ့ကိုထွားဆက်ပြောကျင်ဝမ်နှာဘူးစိတ်ရှိတယ်အဲ့ကြောင့်သူမိမတရုတ်မကြီးမသိအောင်လို့မေရငယ်ခိုးထားတယ်ကွာဟုတ်လားဒါဖြင့်အဲ့ဒီအကွက်ကိုကျုပ်တို့ချုပ်ကင်လို့ရရဲ့နိငါထွားရေးပြန်တယ်ဟုတ်တယ်ငချမ်းရအဲ့ဒီအကွက်နဲ့ပဲအခုသွားမှာလောက်ရကမိမဆန်ရင်တော့စမ်းနေမှာပေါ့ဒါပေမဲ့လည်းပြဿနာကိုအကောင်းဆုံးနဲ့သွေးချောင်းမစည်းစီပဲဖြေရှင်းနိုင်မှာဒီနည်းလဲမှရှိတယ်ဒီနည်းပဲရှိတော့လဲဒီနည်းပဲပေါ့ကိုထွားရဲ့တခုတော့ရှိတယ်ကျင်ဝမ်မျိုးတွေကပွဲသွားမယ်ဆိုပြီးအကြောင်းပြထွက်မှာဆိုတော့သူ့မှာလူအင်အားတော်တော်များများပါလာလိမ့်မယ်ငါတို့ကန်ကောင်းလို့ဒီလူသူ့လူတွေကိုတခြားစီပို့ထားမယ်ဆိုရင်တော့ကောင်းတာပေါ့ကွာဘလို့ဖြစ်ဖြစ်အသေးပြောင်းမရှိအောင်တော့လုပ်ရမှာပဲမင်းလည်းခ ्यू ဆိုင်ပြီးမတက်ဖြတ်မိအောင်လုပ်ကွာကိုယ့်အန်ဒီရဲ့ဖြစ်စီမှသာမတက်တာမှလုပ်ကြလားဟုတ်ကဲ့ကိုထွားငါထွားတို့ကစကားပြောနေရင်နဲ့လမ်းထိပ်စီကိုရှောင်းလာတယ်ကျော်မြင့်စီစဉ်ထားတဲ့ချစ်ကားလေးကအစင်တင်ပဲစောင့်ဆိုင်နေတယ်ကျော်မြင့်ကိုလည်းကားပေါ်စီမှာတွေ့ရတယ်ရောက်နေတာကြပြီလားမကြသေးဘူးကိုထွားရအခုနလေးနေမယ်ဟုတ်လားကြိုဆောင်ပြီးစောင့်နေရရင်အားနာစရာဖြစ်မှာစိုးလို့ကွာဘာမှမဖြစ်ပါဘူးကိုထွားရကဲမဖြစ်ရင်လည်းသွားကြစို့လားငါထွားကပြောလိုက်တယ်အဲ့ဒီစကားအဆုံးမှာကျော်မြင့်ကကားမောင်းတဲ့သူကိုလက်ဟန်ချေဟန်နဲ့မောင်းထွက်ဖို့ချက်ပြတယ်အဲ့ဒီခါချစ်ကားလေးကနေရာစီကနေဝေါကနေမောင်းထွက်လိုက်တော့တယ်အင်းစိန်မျိုးရဲ့တနေ့ကငါထွားတို့ကားလေးကခြံဝင်းတစ်ခုအရှိစီမှာရန်လိုက်တယ်ခြံဝင်းတစ်ခုလုံးကအမောင်အတိကျနေတယ်ဒီခြံမဲကိုထွားကားကိုဖွက်ထားလိုက်မင်းမလိုက်ခဲလိုက်ကြော်မြင့်ဟုတ်ကဲ့ကိုထွားကျုပ်ကလည်းဒီလိုပွဲမျိုးကိုမျောနေတာဗျာကြော်မြင့်ကဝမ်းသာအားရပြောတယ်ကဲဝင်ကြစို့ငါထွားဥဆောင်ပြီးတော့ခြံဝင်းစီကိုလှမ်းသွားတယ်တကားစီကိုသွားပြီးခောက်လိုက်တယ်အထဲစီမှာလူအများအပြားရှိနေတယ်တမင်မဲမီးမှောင်ချပြီးနေနေတာပါငါထွားတို့ရောက်တာကိုမြင်တဲ့အခါခြံထဲကနေလူ9ယောက်ကတကားစီကိုရှောင်လာတယ်မင်းတို့ဘယ်သူတွေလဲဘာလာလောက်တာလဲအမောင်ထဲမှာလူကောင်ထွားနဲ့တယောက်ကဘောက်ဆက်နဲ့မေးတယ်ငါထွားကတော့အေးလူနဲ့ပဲချင်းဝမ်းရှိလားဒီမေးခွန်းကိုငါထွားကမေးလိုက်တဲ့အခါအထက်ကလူတွေကရှူရှားဖြစ်သွားတယ်ဆရာချင်းဝမ်းဒီမှာရှိနေတာကိုမင်းတို့ဘယ်လိုသိထားလဲဘယ်လိုပဲသိမင်းတို့မေးခွန်းတွေထုတ်နေစရာမလို
ငါတို့မင်းတို့ဆရာကျင်ဝမ်နဲ့တွေ့ကျင်တယ်မင်းတို့ကတစ်ဖက်ကမင်းမြန်းတဲ့အောင်မဆုံးသေးငထွားကပိတ်ထားတဲ့တန်တကားကြီးကိုအားပြင်းပြင်းနဲ့စောင့်ကန်ချလိုက်တယ်တကားကြီးကလည်းဝုန်းကနေပွင့်သွားတယ်တစ်ဖက်ကလူ9ယောက်ကလည်းဖျို့ဖျဲဖြစ်သွားတယ်ငချမ်းတဲ့ကြော်မြကအဲ့ဒီသူတွေကိုဝင်ရောက်ပြီးထိုးကျိတ်တော့တယ်ငထွားတော်ဝင်မပါရတစ်ဖက်ကလူ9ယောက်ကလည်းအတုံးယုံမှောက်ကုန်ကြတယ်ဟိုတနေ့ကမင်းတို့ဘက်ကလူများလို့သာငါတို့ခံလိုက်ရတာကွာကြော်မြကမကြေမချမ်းပဲပြောတယ်ပြောပြီးချိန်နဲ့တစ်ချက်ထက်ကံမဲ့အလုံးမှာငထွားကဝင်ရောက်ပြီးဟန်တာလိုက်ကလဲကျနေတဲ့တယောက်ကိုဆွဲထုတ်ပြီးတော့မင်းတို့ဒီကိုရောက်လာတာလူအင်အားများတယ်လို့သိရတယ်။ချင်းတဲ့သူတွေဘက်မှလည်းအမေးခံရတဲ့သူကငထွားကိုသူ့ကိုလက်တစ်ဖက်နဲ့မြှောက်ထားတဲ့အတွက်အလွန်မင်းကိုထိတ်လန့်သွားတယ်။အရှိမလည်းပိတ်ထားတဲ့တန်တကားကြီးကိုပြိုပြက်အောင်ကန်ပြပြီးပြီမို့လို့အခြေတင်ပြောဖို့မဖြစ်နိုင်မှန်းသိလိုက်တယ်။လာတော့ကတော့အများကြီးပဲ။ဒါပေမဲ့ဒီကိုရောက်ပြီးမှချင်းတဲ့သူတွေကိုရွှေမန်းတင်မောင်ပွဲစီကိုဆရာကျင်ဝမ်လွှတ်လိုက်တယ်လေ။ကျုပ်တို့ပဲကြံရတာ။အေးကွာဒါဖြစ်ရင်လည်းငါကျင်ဝမ်နဲ့စကားပြောချင်တယ်။မင်းလိုက်ပို့ပေးနိုင်မလား။ဆရာကျင်ဝမ်အထဲမှာဆိုတော့ငါမေးတာမင်းပို့နိုင်မလားမပို့နိုင်ဘူးလားဆိုတာပဲငါထွားအတီးဟန်လိုက်တယ်အဲ့ဒီလိုမလုံးလို့မဖြစ်သွေးချောင်းစီးမာကိုသူ့အမှန်တကယ်မလို့လားသူ့လက်ကိုထပ်ပြီးတော့သွေးစွန်းမခံချင်တော့အဲ့ဒါကြောင့်တတ်နိုင်သမျှရှောင်ရှားဖို့သူစ조사လိုက်တယ်တစ်ဖက်ကလည်းငါထွားရဲ့မာကြောခတ်ထန်နေတဲ့အသွင်ကိုကြည့်ပြီးတော့ကြုံရင်းနေတော့တယ်ကျန်တဲ့၄ယောက်ကိုတော့ငချမ်းနဲ့ကြော်မြင်ကထိန်းထားတယ်ပို့နိုင်ပါတယ်ဒါဖြစ်ရင်လည်းအခုပို့ကွာဟုတ်ကဲ့ငချမ်းကြော်မြင်ဖျားကိုထွားမင်းတို့ကဒီမှာပဲစောင့်နေကြလိုက်ဟုတ်ကဲ့ငထွားပြောပြီးတာနဲ့သူ့လက်ထဲအလိုဆွဲပြီးတော့အိမ်ဘက်ကိုလှမ်းသွားတော့တယ်ငချမ်းတို့ကကြံရစ်ခဲ့တယ်ငထွားတို့ကအိမ်အတွင်းစီကိုဝင်ရောက်လာတယ်အိမ်ကြီးကအမောက်တိကျနေတော့တယ်အပေါ်ကအနောက်ဘက်အခန်းတစ်ခန်းကတော့မီးမိန်မိန်လင်းနေတယ်ငထွားကအဲ့ဒီအခန်းရှိမှပဲရှက်လိုက်တယ်ငထွားခေါ်လာတဲ့သူကတကားကိုမရဲတရဲခောက်လိုက်တယ်ဘာလို့လဲအတွင်းကနေတရုတ်တန်ဝဝဲမပီကလာနဲ့အလိုမကျမင်းမြန်းတန်ထွက်ပေါ်လာတယ်ဆရာချင်းကျုပ်ငွေတိုးပါငထွားမင်းတို့ဘာဖြစ်ဖြစ်အိမ်ပေါ်တက်မလာနဲ့လို့ပြောထားတယ်မလားဟုတ်တော့ဟုတ်ပါရဲ့ဒါပေမဲ့အရေးကြီးလို့ဘာအရေးကြီးတာလဲမင်းအမေသေးလို့လားမဟုတ်ပါဘူးငထွားစိတ်မရှိအဲ့ဒါကြောင့်အရှိရပြောနေတဲ့သူကိုဘေးစီကိုဖယ်ပြီးတော့တကားကိုဝုန်းကနေစောင့်ကန်ပြီးဖွင့်လိုက်တယ်တကားကပြုတ်ထွက်ပြီးတော့အတွင်းစီကိုချသွားတယ်ကျင်ဝမ်အိယာစီမှာရှိနေပြီးတော့တကားရုတ်တရက်ပြိုကျလာတဲ့အတွက်လက်ဖြန့်ပြီးတော့ဝယုံသုံးကားဖြစ်ကုန်တယ်။အမျိုးသမီးကလည်းသူ့ရဲ့အဆက်တွေကိုစောင့်ချုံပြီးတော့ဖုံးကွယ်လိုက်တယ်။ကျင်ဝမ်ငထွားကိုအလန့်တကြားကြည့်လိုက်ပြီးတော့မင်းဘသူလဲဟိတ်ငွေတိုးမင်းဘသူကိုခေါ်လာလဲသူကငွေတိုးစုသူကဘာမှမပြောခင်မှာငထွားကလှည့်မကြည့်ပဲနဲ့တစ်ချမ်းဝိုက်ကန်လိုက်တယ်။ငွေတိုးတယောက်ကကျန်းပင်စီကိုမှောက်ကျသွားတယ်။ကျင်ဝမ်အဲ့ဒီအချင်းရကြောင်းအလွန်မဲလက်ဖြန့်ပြီးတော့အေးရအောင်နာစီရတနက်ကိုလှမ်းဆွဲထုံလိုက်တယ်။ဒါမဲ့သူ့အတွက်အချိန်မမီနိုင်အကြောင်းကတော့ငထွားကသူ့ရဲ့အနာစီကိုလှစ်ခနဲ့ရောက်ပြီးတော့တနက်ကင်လက်ရဲ့လက်ကောက်ဝင်နေရကိုဖြောင်းနဲ့ရိုက်ချပြီးတော့တနက်ကိုဆွဲယူလို့သွားပြီးကျင်ဝမ်လမ်းဖြန့်သွားပြီးတော့လက်နှစ်ဖက်ကိုအလှည့်မြန်ပဲမြှောက်လိုက်တော့တယ်။ဒါပေမဲ့လည်းငထွားကသူ့ထင်သလိုတနက်နဲ့သူ့ကိုထိုးချိန်မလာပဲနဲ့သူ့ကိုယ်သူပြန်ထိုးချိန်ပြီးမောင်းဖြုတ်လိုက်ကြအောင်မြင်တဲ့အခါကျင်ဝမ်အလွန်မင်းကိုအံ့ဩသွားတယ်။တနက်စီကမောင်းရိုက်တန်တစ်ခုတောင်ထွက်လာတယ်။ငထွားပြုံးဆဆနဲ့နောက်တစ်ချက်ထပ်ပြပြတယ်။အရှိရနီးပဲငထွားတနက်ကိုကရင်ထက်စီကိုလှမ်းပစ်တင်လိုက်တယ်။ကျင်ဝမ်မင်းနဲ့ငါစကားပြောချင်တယ်။ရပါတယ်။ကျင်ဝမ်ငထွားကိုဘလူးတပတ်တကောင်လိုကြောက်ကြောက်ရွံ့ရွံ့နဲ့ကြည့်ပြီးတော့မီးနဲ့ထိတဲ့ဖျောင်းလိုပျော့ပြောင်းသွားလိမ့်ပြီ။ငထွားခုံတလုံးကိုဆွဲယူပြီးထိုင်လိုက်တယ်။ကျင်ဝမ်ကိုလည်းခုံတလုံးစီမှာထိုင်ဖို့ပြောတယ်။ကျင်ဝမ်အင်ကြီးမပါဘောင်းမီတိုလေးနဲ့ဝင်ထိုင်တယ်။ပြောပါသားကော။ကျင်ဝမ်ရဲ့အပြောကြောင့်ငထွားတစ်ချက်ပြောမိတယ်။ကျင်ဝမ်ကြောက်စိတ်လွန်ခဲ့ပြီးတော့ဗမာစကားနဲ့တရုတ်စကားတောင်ရောထွေးနေပြီ။ငါလူရင်းအောင်ပဲပြောမယ်ကျင်ဝမ်။ဟုတ်ကဲ့ပြောပါခင်ဗျာ။မင်းအခုငါတို့နယ်ရဲ့ရက်ွက်ဖျားမှာတီဆောင်မဲ့ပျော်ပွဲစားရုံကိစ္စအောင်အပြီးသက်ဖြတ်သိမ်းပြီ။ဟင်ဘာဖြစ်လို့လဲ။မင်းလောက်မဲ့ပျော်ပွဲစားရုံဆိုတာကောင်းတဲ့နေရာမဟုတ်ဘူး။မကောင်းတာအလုံးရှိနေမဲ့နေရာ။ငါတို့နေတဲ့နေရာအဲ့လိုအရာတွေမရှိဘူး။ဒီလိုဟာသာရှိမယ်ဆိုရင်လူများစုကလမ်းမကိုရောက်ကုန်လိမ့်မယ်။မမားစရာပါဘူး။ကျင်ဝမ်ငါတို့လူမျိုးတွေရဲ့မျိုးဆက်ကိုမင်းမဖြတ်စည်းကြတယ်ကွာ။ငါဒါပဲပြောမယ်။ဒီတော့မင်းဘက်ကအဲ့ဒီတိဆောက်ရေးကိစ္စကိုဖျက်သိမ်းပေး။မဟုတ်ရင်တော့ငါပါလဲဆိုတာကိုမင်းအမြင်မဲနော်။သိပါတယ်။ဒါပေမဲ့ဖြတ်သိမ်းဖို့က
ဘယ်လိုပဲဖြစ်ဖြစ်ဖြတ်သိမ်းပေးတာကိုပဲငါလိုချင်တယ်ငါလက်မှာထပ်ပြီးသွေးမစွန်းစေရဘူးလို့ကိုဂရီပေးထားတယ်နော်အဲ့ဒါကြောင့်မင်းခံတင်းလာရင်တော့ငါမင်းကိုတတ်မှာမဟုတ်ဘူးကျင်ဝမ်းရဲ့မျက်နှာဝမ်းသာလွန်ပြီးတော့ကြည်စင်သွားပါတယ်ဒါပေမဲ့ငထွားကကရင်ထက်စီကကျင်ဝမ်းရဲ့မရငယ်မိမိနွယ်စီကိုမင်းငေါ်ပြပြီးတော့သူ့ကိစ္စကိုမင်းရဲ့တရုတ်မကြီးစီကိုအသိပေးရမယ်ပေါ့ဟင်အဲ့ဒါလုံးမနေနဲ့မင်းဘာလုပ်ရမယ်ဆိုတာအဖြေတစ်ခုပဲခင်ငါသွားမယ်ငထွားကကျင်ဝမ်းကိုပြက်သားပြောပြီးတော့အခန်းတွင်းစီကနေထွက်ခဲ့တယ်ပရိသတ်များရှင်ကျမတို့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရင်းသူနောင်ရိုးစေးရသားထားတယ်။နက်ခက်ရှင်စောရာနဲ့အိမ်မက်တရာအမျိုးတေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်။ထပ်မံပြီးတင်ဆက်ပေးမယ့်အပိုင်း 3 ကိုလည်းစောင့်မျှော်အားပေးနားဆင်